Internet ရှာဖွေရေး software web browser ဆိုတာ internet ကိုအသုံးပြုနိုင်ဖို့အတွက်တင်အသုံးပြုရတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ internet ကိုအထီးရောက်ဆုံးအသုံးချနိုင်ဖို့အတွက် internet ရှာဖွေရေး software တစ်ခုကိုအသုံးပြုပုံအခြေခံတွေကိုနားလည်ထားဖို့ကတကယ်ကိုအရေးကြီးပါတယ်။ Chrome, Safari, Firefox နဲ့ Internet Explorer အစရှိသဖြင့် internet ရှာဖွေရေး software အမျိုးအစားပေါင်းများစွာရှိပါတယ်။အင်းတို့အားလုံးဟာ website တွေကိုကြည့်ရှုခွင့်ပေးထားတာချင်းတူညီပေမဲ့တစ်ခုချင်းစီရဲ့ပုံစံနဲ့ခံစားချက်ကတော့ကွဲပြားခြားနားကြပါတယ်။ဒါကြောင့်ဘယ်တစ်ခုကိုရွေးချယ်အသုံးပြုမလဲဆိုတာကတော့တင်းရဲ့ကိုယ်ပိုင်စိတ်ကြိုက်ပေါ်မှာပဲအဓိကမူတည်ပါတယ်။အခုလောလောဆယ်မှာတော့ကျွန်တော်ကခရုံးကိုအသုံးပြုနေတာပါ။တင်းရဲ့ internet ရှာဖွေရေး software ကိုဖွင့်လိုက်တဲ့အခါမျက်နှာပြင်ရဲ့အပေါ်ဆုံးနားမှာလိပ်စာရိုက်ထည့်ရတဲ့နေရာ email တို့မဟုတ် website လိပ်စာပါကိုတွေ့ရပါလိမ့်မယ်။ဒီနေရာကတော့တင်သွားရောက်ကြည့်ရှုခြင်းနဲ့စာမျက်နှာရဲ့ internet လိပ်စာကိုရိုက်ထည့်ရမယ့်နေရာဖြစ်ပါတယ်။တကယ်လို့တင်ဟာအဲ့ဒီ website ကိုအရင်ကတွားဘူးတယ်ဆိုရင်တင်းရဲ့ software ကအလိုလျောက်အကြံပြုပေးတာမျိုးဒါမှမဟုတ်လိပ်စာအပြည့်အစုံကိုအလိုလျောက်ဖြည့်ဆက်ပေးတာမျိုးတွေပြုလုပ်ပေးနိုင်ပါတယ်။အကြံပြုချက်တွေထဲမှာတင်ရှာနေတဲ့လိပ်စာကိုတွေ့ရပြီဆိုရင်တော့လင်းကိုတိုက်ရိုက်နှိပ်လိုက်ရုံဒါမှမဟုတ်စာရိုက်လို့ပြီးသွားတဲ့အခါ keyboard ပေါ်က enter ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။အချိန်အများစုမှာတော့တင်ဟာစာမျက်နှာတစ်ခုကနေနောက်တစ်ခုစီကို internet ချိတ်ဆက်မှု link တွေကိုနှိပ်ပြီးကူးပြောင်းသွားလာရမှာဖြစ်ပါတယ်။ခုနတင်ရောက်နေခဲ့တဲ့စာမျက်နှာဟောင်းစီပြန်သွားခြင်းနဲ့ဆိုရင်တော့နောက်ပြန်ခလုတ်ကိုနှိပ်နိုင်ပါတယ်။ပထမဆုံးစာမျက်နှာစီကိုပြန်သွားခြင်းရင်တော့ရှေ့ဆက်ခလုတ်ကိုနှိပ်ရမှာပါ။တကယ်လို့တင်နေခြင်းတဲ့ link တစ်ခုကိုတွေ့လို့လက်ရှိရောက်နေတဲ့စာမျက်နှာကနေထွက်မသွားခြင်းဘူးဆိုရင်တော့ဒီ link ကိုစာမျက်နှာအတစ် tab အတစ်နဲ့ဖွင့်နိုင်ပါတယ်။ link အပေါ်မှာ mouse ရဲ့ညာဘက်ခလုတ်ကိုနှိပ်ပြီးစာမျက်နှာအတစ်တွင်ဖွင့်မှာဆိုတာကိုရွေးချယ်လိုက်ရုံပါပဲ။ဒါဆိုရင်တော့အခုရောက်နေတဲ့စာမျက်နှာရဲ့နောက်ွယ်မှာစာမျက်နှာအတစ်တစ်ခုပွင့်လာမှာဖြစ်လို့မူရင်း website ကနေထွက်သွားစရာမလိုတော့ပါဘူး။ဒါအပြင်ဒီနေရာလေးကိုနှိပ်ပြီးတော့လဲစာမျက်နှာအတစ်တစ်ခုကိုဖန်တီးနိုင်တယ်လို့မိမိသွားခြင်းနဲ့မြည်သည့် website ရဲ့လိပ်စာဒါမှမဟုတ်အမည်ကိုမဆိုရိုက်ထည့်နိုင်ပါတယ်။စာမျက်နှာတစ်ခုကိုပြန်ပိတ်ခြင်းနဲ့ဆိုရင်တော့ကြက်ချီခတ်အမှတ်အသားကိုနှိပ်လိုက်ရုံပါပဲ။တကယ်လို့တင်ဟာနောက်ပိုင်းမှာတစ်ခေါက်ပြန်လာကြည့်ခြင်းတဲ့ website မျိုးဒါမှမဟုတ်ခဏခဏသွားဖြစ်တဲ့ website မျိုးဆိုရင်တော့မှတ်သားစရာနေရာ bookmark ထဲမှာတင်စီထားနိုင်ပါတယ်။ internet ရှာဖွေရေး software အများစုမှာလိပ်စာရိုက်တဲ့နေရာရဲ့ဘေးနားတင်မြည်သည့် website ကိုမဆိုအလွယ်တကူမှတ်သားသိမ်းဆည်းထားနိုင်မဲ့ခလုတ်တစ်ခုပါရှိပါတယ်။စာမျက်နှာတစ်ခုကိုမှတ်သားပြီးသွားပြီဆိုရင်တော့ရင်းစီကိုနောက်တစ်ချိန်ပြန်သွားနိုင်မှာပါ။ခရုံး software မှာဆိုရင်တော့စက်တင်ခလုတ်ကိုနှိပ်မှတ်သားထားသောနေရာများကိုရွေးချယ်ပြီးစာရင်းထဲကနေတင်ရှာနေတဲ့ website ကိုရွေးချယ်နိုင်ပါတယ်။ website တစ်ခုကိုမှတ်သားမထားမိခဲ့ရင်တောင်မှနောက်ပိုင်းမှာတင်းကိုပြန်ရှာနိုင်မဲ့နည်းလမ်းရှိပါသေးတယ်။တင်းရဲ့ internet ရှာဖွေရေး software ဟာတင်သွားခဲ့တဲ့မြ website တွေအားလုံးကိုကြည့်ရှုမှုမှတ်တမ်းhistory ဆိုတဲ့လောက်ဆောင်ချက်ထဲမှာမှတ်တမ်းတင်ထားပေးပါတယ်။ internet ရှာဖွေရေး software အားလုံးကတင့်ကိုကြည့်ရှုမှုမှတ်တမ်းစီဝင်ရောက်ခွင့်ပေးထားပြီးခေလုံးမှာဆိုရင်တော့စက်တင်ခလုတ်ကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။အဲဒီနောက်မှာတော့မိမိသွားခြင်းတဲ့ website ပေါ်ကိုနှိပ်ပြီးတိုက်ရိုက်သွားနိုင်ပါတယ်။အရင်ကပြောခဲ့ဘူးသလိုပါပဲလိပ်စာရိုက်တဲ့နေရာမှာစာစီရိုက်လိုက်တာနဲ့တင့်ရဲ့ software ကအလိုလျောက်အကြံပြုချက်တွေပေးပါလိမ့်မယ်။ဒီအကြံပြုချက်တွေဟာတင့်ရဲ့ကြည့်ရှုမှုမှတ်တမ်းတွေနဲ့မှတ်သားထားတဲ့နေရာတွေစီကနေလာတာဖြစ်ပါတယ်။ဒီခလုတ်တွေနဲ့အခြားရွေးချယ်စရာတွေတရှိတဲ့နေရာဟာတင်အသုံးပြုတဲ့ internet ရှာဖွေရေး software ပေါ်မူတည်ပြီးအနည်းငယ်ကွဲပြားနိုင်ပေမဲ့တင်မဲ့ software ကိုပဲသုံးဖို့ဆုံးဖြတ်အင်းလို့ဆောင်ချက်အားလုံးကိုတော့တူညီစွာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်